Okay. Okay, alam mo may laba. Tayo diyan na tao mo no. Diyan na tao to no neneli piopyan. Di ko nga to no power clock. Ta power clock li. Tayo ayon kanan sang lo khoi no. Di ko nga ni myo sa yue chira. Tayo atan do shot. Di clock li ya eco way bya. No, atan mawang li so do noနှိပ်ပြမှာပဲတည်တယ် power check ဖွင့်လိုက် power ဖွင့်ပြီးတော့10 second အတွင်းမှာတော့ပွင့်လာလိမ့်နော်10 second အတွင်း power ပွင့်လာတယ်ဒီမှာကအမြင့်ဆုံးအာရုံခဏစွမ်း10ထိပါတယ်ဒီကနေဒီမှာ1ဆိုရင်1 2 3 4 5 6 9 10 10ပေါ့ဒါအနေဆုံးပဲပေါ့နော်ဒီလိုနော်ဒါအနေဆုံးသူ့အမြင့်ဆုံးတင်မယ်10ဒီ10ကကျွန်တော်ခေါ်လို့ရှိရင်ဟို manual sensitive လို့ခေါ်တာပေါ့နော်ဒီကိုသွားမယ်ဆိုရင် auto 1ဆိုရင်သူမြေမျိုးစားကို auto ထိန်းညှိတယ် auto 2ဆိုရင်ခုန auto 1ထက်ကိုသူကပို့ပြီးတော့အနက်ပေးပို့ရမယ်နည်းနည်းလေးပို့ဆိုမယ်အခဲလေးတွေပို့ဆွဲ1 2အဲ့လိုတော့ဒါကျွန်တော်တော်ထဲမှာဆိုတော့အခဲလေးလိုချင်တဲ့ကြောင့်ဒါနဲ့ပဲရှာတာပေါ့နော်ဒီကတော့မြေမျိုးစားမှာကြည့်3မျိုးရှိတယ် easy ရှိမယ်ဒါ difficult ရှိမယ်ဒါကတော့ normal ပေါ့နော်ဒီ3မျိုးရွေးချယ်လို့ရတယ်ဒီမှာတော့အတန်တိုးချော့ဒီမှာ eco way လေးကဒီကောင်လေးနှိမ့်လိုက်တာမှာ star လေးရှိတယ် star လေးကြောက်သွားနော်ဒီဟာလေးရ star လေးရောက်မယ်ဒီဟာလေးနှိမ့်လိုက်ရှင်တော့ star လေးပြန်ပြီးတော့ပွင့်ဒီလား eco way ဆိုတာတော့ဒါ3ရင်းနဲ့မှနားလဲလိုက်အတန်ရွှေတန်နဲ့တန်နဲ့ကွဲပြားခြားနားနဲ့အတန်လေးကိုပြရဗျာနော်ကျွန်တော်ဒီမှာဒီညာလေးကိုရမ်းကြည့်အောင်အရင်ဆုံး easy ground နဲ့ယူပြမယ်တန်နေတာဆိုရလား easy ground နဲ့ဒါပေမဲ့ဒီမှာအမှတ်ရှိလို့လည်းနေမှာမဟုတ်လေဒီမှာဆိုရင်အမှတ်ညာတွေ့လားတော့ကျွန်တော်အိမ်နားမှာရှာတော့ဒီမှာအိမ်ကနော်ဒီမှာအိမ်နားမှာကျွန်တော်ဆန်ပြလာဝနိုင်ငံမှာနော်ဒီမှာဆို eco sound လေးတွေ့တယ်ဗျခကြိုင်ဒါဆိုတန်တွေ့လားဒီကောင်တန်ဆိုရင်တန်ပဲပြတယ်ရွှေဆိုရွှေပဲပြတယ်ဒါက target ID ပဲနော်ဒီမှာ target ID နည်းနည်းလေးကျွန်တော်မြေမျိုးစားကိုရွေးချယ်လိုက်မယ် normal ရွေးမယ်ပုံငင်လာရော normal ရွေးလိုက်ရင်ပုံငင်လာမယ်မတန်ပေါ့ညီရတန် difficult ပို့ရွေးလိုက်မယ်ဗျ difficult ရွေးလိုက်မယ်ဆိုရင်အတန်ပို့ပြီးတော့ညင်လာအတန်မကြတော့ဘူးတကယ်လို့ဒါရွှေရှိနေဆိုရင်ရွှေတန်နဲ့တန်တွေကိုကျွန်တော်တို့ကွဲပြားခြားနားတဲ့အတန်နဲ့နားထောင်လို့ရတယ်ဗျနော်ရွှေတန်နဲ့တန်တွေကိုဘယ်လိုကွဲပြားခြားနားမလဲဆိုတော့ပြတယ်မှာရွှေတန် target ကလည်းနံပါတ်6ခွန်ဆိုရင်ဒါရွှေကြီးအနေဆုံး4ပဲ5ပဲလောက်ရှိတဲ့ရွှေမျိုးပြတယ်indicator လေးပြည့်တွေ့လာဗျ indicator လေးပြနော်ဒါဆိုရင်ရွှေရနည်းနည်းသေးတယ်ပြီးလို့ရှိရင်နံပါတ်ကသေးမယ် eco way လေးတန်မရှိတော့ဘူးဗျနော်တန်မရှိတော့ကျွန်တော်တန်ကိုပြလို့တော့မရဘူးလောဆယ်ကျွန်တော်ရွှေတန်လေးကိုပြရွှေပြအောင်မရွှေရှိရှုပ်ထက်ရှာပြတန်ရလုံးဝငြိမ်ခမ်းနေတာဒီနေရာမှာအိမ်နာတော့ဆိုပေမဲ့ဒါပေမဲ့စင်မဲနဲ့ရှာမယ်ဆိုလို့ရှိရင်တော့မရဘူးစင်မဲတို့ easy လို့နဲ့ရှာမယ်ဆိုနည်းနည်းလေးစုရပါတော့ရွှေတန်နော်ရွှေပဲအမှန်တရားရွှေလေးမြုပ်ထားတယ်တန်ပြဒီမှာလာပြီဗျာမတန်ဗျာတွေ့လားတာကက်ကလည်းတန်ပဲပြတယ်ပြီးလို့ရှိရင်နံပါတ်ကလည်းအကြီးလိုက်တေးလိုက်ကြီးလိုက်တေးလိုက်နဲ့လုံးဝမငြိမ်ဘူးဒါပေမဲ့တန်ဒီကောင်ကတန်ကိုတန်ပဲပြပြီဆိုရင်တော့ဒါပေးကြတယ်တန်ပဲပေါ့နော်ထပ်တူးကြမလို့တော့နှာခေါင်းရဲ့အားသာကြအဲ့ဒါလေးကောင်းတာဗျ
เคဒီမှာနည်းနည်းလေးပါတော့နေအိမ်သားမှာဒီလိုနံပါတ်ကလည်းသေးတယ်နောက်ပြီးတော့တာကအိုင်ကလည်းရွှေလာပြတယ်တွေ့လားဒါတော့ကျွန်တော်မြုပ်ထားတဲ့ရွှေမဟုတ်ဘူးเนาะကျွန်တော်တို့တူးကြည့်အောင်ဗျာအိမ်သားမှာဆိုတော့များသောအားဖြင့်အမိုက်တွေဖြစ်လိမ့်မယ်ဗျာเนาะမရှိတော့ဒီကပါပါရနော်ဒါပါပါဆိုတော့ကျွန်တော်တူးကြည့်အောင်ပဲဗျာဒီကြောင်ဒီကလက်ထမမဟုတ်ဆိုဒီအောက်ထက်ကျသွားပြီတော့ကျွန်တော်လက်ထက်ရောက်သွားပြီဗျဒီကောင်လေးကျွန်တော်လက်ထက်ရောက်သွားပြီဆိုတော့အဲ့ဒီကနေစမ်းကြည့်အောင်โอเคဒီမှာမဟုတ်ကျွန်တော်လက်ထက်မှာပဲဗျကျွန်တော်လက်ထက်ရောက်လာပြီဘာလေးလဲဆိုတော့တေးကြတယ်ဗျဒီကောင်ကဟိုအလူမီနီယံလေးဖြစ်လိမ့်မယ်ဗျဘာတော့အင်နာတဝိုက်ဆိုတော့ကျွန်တော်အလူမီနီယံလေးပေါ်လိမ့်မယ်နော်အလူမီနီယံလေးရတယ်ဗျဘာလို့လဲအင်နာတဝိုက်မှာအဲ့လိုအမိုက်လေးလေးပေါ်တယ်စကတန်တော့ကောင်းကောင်းခွဲနိုင်တယ်တခြားတထုတွေတော့မြုံပါဗျဒါကတော့ကျွန်တော်နှုတ်ထားခဲ့တဲ့ရွှေပေါ့နော်အဲ့ဒါချက်ကြည့်ကြအောင်ကျွန်တော်ရွှေမတူလားချထားခဲ့ရွှေလေးရွှေကြီးကိုတော့မြည်ရဗျအမေတော်ဘာရွှေကြီးလေးတွေကိုစက်တင်နဲ့ရှာနော်အဲ့လိုမျိုးရှာကြမြန်မာနိုင်ငံမှာတော့ဒါကျန်2000တော့ပြောစရာမလိုတော့ဘူးဗျာကျွန်တော်မှားတဲ့လူတွေကလည်းများတော့အာနာစရာတွေဖြစ်နေစကမပေးနိုင်သေးဘူးကျွန်တော်အခြားဆက်တွေတော့လောစေရအောင်မယ်ဗျဒီနိုင်ငံမှာတော့တော်တော်လေးကိုတုံးလာကြပါပြီဒါကျွန်တော်လာအောင်နိုင်ငံမှာလာပြီးတော့တင်ပြပေးနေတာโอเคbye bye